မင်္ဂလာပါဓမ္မမိတ်ဆွေပေါင်းလို့ခင်ဗျာဖေဖော်ဝါရီ၁ရက်နေ့အတွင်းစတုဒ္ဓအချိန်မြောက်တာမန်တနင်္ဂနွေနေ့ရဲ့နှုတ်ကပတ်တော်ကိုထောက်ရှုဆင်ခြင်ကြရအောင်ကျမ်းစာ၃ခုရှိတဲ့အထက်ကနေမှဧဝိဂလိကျမ်းစာတစ်ခုတည်းကိုပဲတည်တံ့လေးထောက်ရှုခြင်းပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီကျမ်းစာကကျွန်တော်တို့အတွက်အများကြီးပဲမိဂုံထုတ်เสียရှိနေတဲ့ကျမ်းစာဖြစ်တယ်။အဲ့ဒါကတော့သခင်ခရစ်တော်ဟောကြားတဲ့မင်္ဂလာတရားတော်၈ပါးကြောင့်ဖြစ်တယ်။အဲ့တော့မင်္ဂလာရှိတယ်မင်္ဂလာရှိတယ်မင်္ဂလာရှိတယ်ဆိုပြီးတော့ခရစ်တော်ပြောသွားတဲ့စကားအဲ့တော့မင်္ဂလာရှိတယ်ဆိုတော့ဘာကိုဆိုလိုတာလဲ။ဗမာလိုမင်္ဂလာရှိတယ်လို့ပြန်လိုက်တဲ့စကားလုံးအဓိပ္ပာယ်ကတော့ဖျားခင်ရဲ့ထူးခြားတဲ့ကျေးဇူးတော်ခံစားရရှိတဲ့သူတွေဖြစ်တယ်လို့ပြောခြင်းတယ်ဟီဘရုစကားကနေဆိုလို့ရှိတော့ကံကောင်းတဲ့သူတွေလို့ဘာသာပြန်ကြတာရှိတယ်တတိယဖြစ်ပြောမလို့ရှိရင်ဂုံပြုထိုက်တဲ့သူတွေဖြစ်တယ်ဗောလေဒီလူတွေကအဲ့တော့ဒီမင်္ဂလာတရား၈ပါးမှာမင်္ဂလာရှိတယ်လို့တခင်ခရစ်တော်ထုတ်ပြလိုက်တဲ့၈မျိုးကစိတ်ဝင်စားဖို့ကောင်းပါတယ်ပမာတစ်ခုကအတွင်းစိတ်ဖြစ်ဆင်းရဲသောသူတို့သည်မင်္ဂလာရှိကြ၏လို့ပြောတဲ့ချိန်မှာသခင်ခရစ်တော်ကလောကသားတွေအမြင်နဲ့ဆင်းရဲတာကိုပြောတာတဲ့ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာဘယ်လိုမျိုးစိတ်နေသဘောထားရှိတဲ့တယ်လဲဆင်းရဲတယ်ဆိုလို့ရှိရင်လူတစ်ယောက်ကနှိမ်ချမယ်ဖျားကိုပုံလို့ရှိရင်အားကိုးတဲ့စိတ်မျိုးရှိမယ်ဆင်းရဲမှုနဲ့အတူတူတွဲပြီးရှိနေတာပါလဲဆိုလို့ရှိရင်မတရားလှုပ်ခံရတာမျိုးရှိတယ်အဲကြောင့်ဒီနံပါတ်၈မင်္ဂလာတရားကဖြောင့်မတ်ခြင်းတရားအတွက်နှိပ်စက်ညှင်းဆဲခံရတဲ့သူတွေဟာလည်းမင်္ဂလာရှိတယ်လို့ပြောတာအဲ့တော့ဆင်းရဲတဲ့သူနဲ့မတရားလှုပ်ခံရတဲ့သူတွေကခါကြလို့ရှိရင်အတူတူဖြစ်နေတတ်တယ်ဘာလို့ဆင်းရဲလဲလူတွေရဲ့မတရားလှုပ်တာခံရလို့အဲ့တော့မတရားလှုပ်ခံရတဲ့သူကဆင်းရဲတဲ့သူကထက်တူညီလို့ကြတယ်အဲ့တော့ဆင်းရဲတဲ့သူတွေမင်္ဂလာရှိလို့ပြောတဲ့အချိန်မှာဆင်းရဲတဲ့သူတွေကဂုံပြုစရာကောင်းတဲ့သူတွေဖြစ်တယ်ဆင်းရဲခြင်းထဲမှာဂုံယူစရာတွေရှိတယ်လို့သခင်ခရစ်တော်ပြောခြင်းဖြစ်တယ်အဲ့တော့ဒီဆင်းရဲခြင်းကဘယ်အချိန်မှာမင်္ဂလာရှိသွားလဲဆိုရှင်ဆင်းရဲပေမဲ့လို့စိတ်သက်တွေမပြတ်ပြားဘဲနဲ့ဖျားခင်ရဲ့ရှေ့မျက်မှောက်မှာမှန်ကန်စွာအသက်ရှင်နေထိုင်တဲ့သူတွေဟာမင်္ဂလာရှိတဲ့သူတွေအမှန်တကယ်ဖြစ်လာပါလိမ့်မယ်တော့ငိုကြွေးတဲ့သူတွေနုညံ့သိမ်မွေ့တဲ့သူတွေမင်္ဂလာရှိလို့ပြောတဲ့ချိန်မှာဘာဖြစ်လို့ငိုကြွေးကြတာလဲတော့စိတ်ထိခိုက်ဝမ်းနည်းကြေကွဲတာတဲ့ကျွန်တော်တို့ဟာတရားမျှတမှုတွေမရှိလို့တရားလမ်းတော်တွေကင်းမဲ့သွားလို့ငိုကြွေးနေရတဲ့သူတွေမင်္ဂလာရှိတယ်မြန်မာနိုင်ငံသူနိုင်ငံသားတွေငိုကြွေးနေကြတယ်ဖြောင့်မတ်ခြင်းတရားပျောက်သွားတယ်တရားမျှတခြင်းတွေကွယ်ပြောက်နေတယ်အဲ့ဒါအတွက်ငိုကြွေးနေကြတယ်အဲ့တော့ငိုကြွေးခြင်းဆိုတာကစိတ်ထိခိုက်ခံစားပြီးတော့ငိုကြွေးခြင်းဆိုတာတဲ့ဖြောင့်မတ်ခြင်းတွေကွယ်ပြောက်သွားလို့တရားမျှတခြင်းတွေမရှိတော့လို့ငိုကြွေးကြတဲ့သူတွေဖြစ်တယ်အဲ့လူတွေကလည်းနူးညံ့သိမ်မွေ့တဲ့သူတွေဖြစ်တယ်နူးညံ့သိမ်မွေ့ခြင်းနဲ့နေထိုင်တဲ့အတွက်ကြောင့်မလို့နိုင်တဲ့စီနေလှုပ်ခံရတယ်ငိုကြွေးကြရတယ်ဒီလူတွေကိုဖျားသခင်ကစိတ်နှစ်သိမ့်မှုပေးပါလိမ့်မယ်လို့ပြောခြင်းဖြစ်တယ်ဖျားသခင်နှစ်သိမ့်ကြဘလို့လာမလဲတစ်ချိန်မှာဖျားသခင်ရဲ့ပြက်ပြက်သားသားလှုပ်ဆောင်မဲ့အချိန်ရောက်လာမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဟာဖျားသခင်ရဲ့နှစ်သိမ့်မှုကိုရရှိမယ်လို့ပြောတာနှစ်သိမ့်နေဆိုတဲ့အချိန်မှာလည်းဒီပါလဲစိတ်သက်သာရာရောက်ပြီလည်းမဟုတ်ဘူးကျွန်တော်လိုအပ်နေတဲ့ဖြောင့်မတ်ခြင်းတရားကျွန်တော်တောင်းတနေတဲ့တရားမျှတမှုကိုဖျားသခင်ကအမှန်တကယ်ပြန်ပြီးတော့ပေးပါလိမ့်မယ်တနာကျင်နာတတ်သောသူတို့သည်မင်္ဂလာရှိကြ၏စိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာရှိကြ၏ငြိမ်းချမ်းခြင်းကိုတိဆောက်သောသူတို့သည်မင်္ဂလာရှိကြ၏လို့ဆက်ပြီးပြောတယ်တနာကျင်နာတယ်တနာကျင်နာတတ်တယ်ဆိုတာဖျားဆန်တဲ့ပါရမီတစ်ခုဖြစ်တယ်ဖျားဆန်တဲ့ကျင့်ကြံမှုပုံစံမျိုးဖြစ်တယ်ဖျားသခင်ဟာတနာကျင်နာခြင်းပြေဝသွားရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကျွန်တော်တို့ကတနာကျင်နာမှုကိုပြတယ်ဆိုလို့ရှိရင်
ဖျားခင်ရဲ့တနာကျင်နာခြင်းကိုလည်းပြန်လည်ပြီးတော့ခံစားရပါလိမ့်မယ်တဲ့စိတ်လုံးဖြူစင်တဲ့သူတွေကဖျားခင်ပေါ်မှာတစ္ဆာတည်ကြည်တဲ့သူတွေဖြစ်တယ်ဘလောက်ပဲဆင်းရဲဒုက္ခတွေရောက်နေဘလောက်ပဲအခက်အခဲတွေတွေ့ကြုံနေရပါစေဖျားခင်ပေါ်မှာတစ္ဆာတည်ကြည်စွာနေထိုင်ကြင်ကြံတဲ့သူတွေဟာလည်းမင်္ဂလာရှိတဲ့သူတွေဖြစ်တယ်လို့ပြောခြင်းဖြစ်တယ်ငြိမ်းချမ်းခြင်းကိုပေါ်ဆောင်တဲ့သူတွေငြိမ်းချမ်းခြင်းကိုမျက်နှိုးတဲ့သူတွေကိုယ်မှာခွန်အားစွမ်းအားတွေရှိနေပေမဲ့လို့လည်းပဲကိုယ့်ရဲ့အင်အားကြီးမှုနဲ့ပြန်လဲမတုံ့ပြန်ပဲနဲ့ငြိမ်းချမ်းစွာပဲဘဝကိုဖြတ်သန်းတဲ့သူတွေဒီလူတွေဟာမင်္ဂလာရှိတယ်လို့ပြောတယ်။ဘာဖြစ်လို့လဲဖျားခင်ရဲ့သားသမီးတွေလို့ခေါ်ဝေခြင်းခံရလိမ့်မယ်လို့ပြောတယ်။ဒီမင်္ဂလာတရား၈ပါးကိုကြည့်လိုက်ပဲဆိုလို့ရှိရင်လောကမြင်နဲ့ကြည့်ပဲဆိုလို့ရှိရင်ဒီလူတွေဟာပျော်ညံတဲ့သူတွေရက်တည်နိုင်စွာမရှိတဲ့သူတွေသူတစ်ပါးအနိုင်ကျင့်တာခံရတဲ့သူတွေလို့မြင်ကြကြောင်းရှိတယ်တကယ်တော့ဒီမင်္ဂလာတရား၈ပါးကခရိယန်တွေရဲ့နှလုံးသားထဲမှာထည့်ထားမိရာဖြစ်တယ်ဒီခရိယန်တွေရဲ့စိတ်လုံးသားမှာထည့်ထားပြီးတော့ကြင်ကြံနေထိုင်ထားရမယ်စိတ်သဘောထားတွေဖြစ်တယ်မင်္ဂလာတရား၈ပါးကဥပဒေမဟုတ်ဘူးပြည့်ညတ်တော်မဟုတ်ဘူးကျွန်တော်တို့မွေးမြူရမယ်စိတ်တွေသဘောထားတွေဖြစ်တယ်အဲ့လိုစိတ်တွေသဘောထားရှိလိုက်တယ်ဆိုလို့ရှိရင်ပေးမဲ့ဆုဒတ်တော်တွေကဖျားသင်နိုင်ငံတော်သူတို့ရဲ့နိုင်ငံဖြစ်တယ်ဖျားသင်သားသမီးဖြစ်ခေါ်ဝေခြင်းခံရလိမ့်မယ်ဖျားသင်နိုင်ငံတော်ပိုင်ဆိုင်ကြရလိမ့်မယ်ပြောတဲ့ချိန်မှာနောင်ဘဝကြာမှဆုဒတ်တော်ရရှိပါလားဒါဆိုခုဘဝမှာဘယ်လိုနေရမှာလဲခရိယန်တယောက်ဖြစ်တယ်ခုဘဝမှာဒီလိုပဲဒုက္ခခံပြီးနေသွားရမှာလားအဲ့ဒီလိုမဟုတ်ပါဘူးမတရားမှုတွေကြားထဲမှာမမျှတမှုတွေကြားထဲမှာနိုင်တဲ့စီးနေလောက်ခံရတဲ့သူတွေရဲ့ကြားထဲမှာဖျားခင်ဟာကျွန်တော်တို့ရဲ့ဘေးမှာရှိနေမယ်လို့ခရီးပေးခြင်းဖြစ်တယ်မတရားခံရသလားမင်းတယောက်တည်းမဟုတ်ဘူးဖျားခင်မင်းဘက်မှာရှိတယ်ဆင်းရဲမွဲတည်နေသလားမင်းပဲမဟုတ်ဘူးဖျားခင်ကမင်းနဲ့အတူတူဆင်းရဲခြင်းကိုခံယူနေတယ်စသဖြင့်ဖျားခင်ကကိုယ့်ရဲ့အနားမှာအနီးကပ်ဆုံးရှိနေတယ်ဆိုတော့ခံစားချက်ပေးကြမှုဖြစ်တယ်အဲ့တော့မင်္ဂလာတရား၈ပါးဟာပြည့်ညတ်တော်တွေတရားဥပဒေတွေမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့တဦးစီမွေးမြူရမယ်စိတ်နေသဘောထားတစ်ခုဖြစ်တယ်ဆိုတော့ပြောတယ်အဲ့လိုစိတ်နေသဘောထားထားပြီးတော့နေကြမယ်ဆိုရင်ဖျားခင်ဟာကျွန်တော်တို့ ਨੇ အနိကဆုံးမှရှိနေမယ်ဖျားခင်ရှေ့မှာဂုံယူရတဲ့ဘဝတက်တာတစ်ခုကိုပိုင်ဆိုင်ကြမှာဖြစ်တယ်ဂုံသိက္ခာရှိတဲ့ဘဝလူယိုသေးရှင်ယိုသေးဖြစ်ရတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်မှုအတွက်ဒီမင်္ဂလာတရား၈ပါးရဲ့စိတ်တွေသဘောထားတွေကိုကျွန်တော်တို့နှလုံးသားထဲမှာမွေးမြူပြီးရှင်သန်ကြရအောင်ဖျားခင်ဟာကျွန်တော်တို့ ਨੇ အနီးကပ်ဆုံးမှာရှိနေပါလိမ့်မယ်ကျွန်တော်တို့အားလုံးကိုဖျားခင်ကောင်းချီးပေးတော်မူပါစေ